Hello ဒီနေ့မှာတော့ကျွန်တော်တို့လူငယ်တွေအတွက်တကယ်စိတ်ဝင်စားစရာကောင်းပြီးတော့လက်တွေ့မှာသုံးဝင်စေတဲ့အကြောင်းအရာတစ်ခုကိုပြပြမှာပါဒါကတော့လာကျွေးပါချက်ပါနာမည်ကတော့ခဏလိုရှိပေမဲ့တကယ်တမ်းကျတော့ကိုယ့်ရဲ့လက်စာတွေကနေငွေပမာဏနည်းနည်းကိုဖယ်ထားပြီးတော့ကိုယ့်ရဲ့ဝါသနာအတွက်တမမောက်လို့ရှိရင်ကိုယ့်ရဲ့ lifestyle အတွက်သုံးလိုက်လို့ရှိရင်ကွာအဲ့လိုဝမ်းနည်းစရာမရှိဘူးတမမောက်လို့ရှိရင် messy မိတ်ပြီးသုံးဖို့ခွဲထားတဲ့ငွေပမာဏကိုဆိုလိုတာပါကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ရဲ့လာစာတွေကလာစဉ်ရဲ့ 1.11% ကိုအမြဲတမ်းခွဲထားတယ်ဥပမာကျွန်တော်ကဒေါ်လာ1800ရဆိုပါစို့တလားကိုကျွန်တော်ဒေါ်လာ20စုမယ်10လဆိုရင်ဒေါ်လာ200အဲ့ဒီဒေါ်လာ200အမောင်းကကျွန်တော်ဘယ်လိုပဲတုံးမျက်စိမိတ်ပြီးတုံးသုံးဖို့ငွေပဲကိုစုရဲ့အမောင်းပေါ်လည်းမူတည်ရပေါ့ခုနကျွန်တော်ဆိုလိုပဲ 1.11% မဟုတ်ပဲねကိုစိတ်ကြအဲ့လိုမျိုးတလား3% ဆိုလဲခွဲပြီးစုလို့ရတယ်ပြီးတော့ဒီငွေကကျွန်တော်အကုန်သုံးလို့ရတယ်ကွာမျက်စိမိတ်ပြီးသုံးလို့လည်းရတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်စိတ်ကြိုက်သုံးဖို့ပဲလားစင်လုံးဝခွဲပြီးစုရငွေဖြစ်နေလို့ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ရဲ့အဲ့လိုလာကျူဘာဂျက်ကိုဘယ်လိုသုံးလဲဆိုတော့ကျွန်တော်ပြောပြမယ်ဘယ်လိုသုံးလဲဆိုရင်ကျွန်တော် hiking လုပ်တာရှိရယ်ဒါမှမဟုတ် coffee တိုင်းထိုင်တာရှိရယ်ဒါမှမဟုတ်ကိုစားချင်တာဝယ်စားရှိရယ်ကွာအဲ့လိုအရေးကြီးဆုံးတော့ကျွန်တော်ပုံမှန်လုပ်ပြတာ Twitter ပဲ Twitter လုပ်လို့ရှိရင်ကျွန်တော်တို့အပြင်မှာဆိုရင် brand နဲ့အဆောင်အစည်းကြည့်ရ Twitter မှာဆိုကျွန်တော်တို့ရွေးနိုင်လောက်အဝေးစားတန်းလည်းရရကွာတည်ရမလားပြီးတော့ကိုဝစ်လည်းပြီးတော့ပြန်အောင်လို့လည်းရတယ် Twitter မှာကြာအဲ့လို polo t-shirt တွေပါဆိုကျွန်တော်ကြိုက်တယ်အဲ့လိုဟာကြီးကြာလို့ရှိရင်ကျွန်တော်ပုံမှန်အဖြစ် Twitter လောဝင်နေပဲဒီလာကျွေးပါချက်ကိုပြန်သုံးတာများတယ်ပိုတဲ့ငွေကြတော့ကျွန်တော်အဲ့လိုလာကျွေးပါချက်ထဲကိုပဲပြန်ထည့်မထည့်ဘူးဆိုလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့ investment လုပ်တယ် investment ဆိုတော့ crypto တဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကိုတင်တန်းကြီးတဲ့ပဲဖြစ်ဖြစ်အဲ့လိုထည့်ပြီးတော့သုံးတာများရပေါ့trading လုပ်တဲ့နေရာမှာလည်းပြောတာခုရှိရယ်အရေးကြီးတော့ကျွန်တော် smart trading လို့ခေါ်တယ် smart trading မှာကျတော့ဘယ်လိုလဲဆိုတော့ကျွန်တော်ဝယ်လိုက်တဲ့ polo t-shirt ဆိုလို့ရှိရင်$38ပေးရတယ်ဒါပေမဲ့ကျွန်တော်ပြန်ရအောင်တော့$66ကိုကသိရမလားကိုလည်းသုံးရတဲ့လာကြည့်ပါချက်ကအလကားလည်းမဖြစ်ဘူးအမြတ်လည်းထွက်ရမယ်ပြီးတော့ပြန်ပြီးတော့ invest လုပ်တဲ့ထဲမှာလည်းပါတယ် invest လုပ်တဲ့ဆိုတာရွှေငွေအဲ့လို crypto ဝယ်မှာမဟုတ်ဘူးကိုယ့်ရဲ့ဦးနှောက်ထဲကို invest လုပ်တာလည်းအတူတူပဲလာကြည့်ပါချက်နဲ့ပတ်သက်ပြီးတော့တင်းလောက်တော့တည်သွားကြပြီထင်တယ်ကွာတကယ်တော့လာကြည့်ပါချက်ဆိုတာကကျွန်တော်တို့အလားဟတ်သုံးပြထားမဟုတ်ဘူးကျွန်တော်တို့သုံးလို့စိတ်ကြိုက်သုံးလေရရကွာကျွန်တော်တို့ရဲ့စိတ်ပျော်ရွှင်မှုနဲ့ investment ကြာကအဲ့လိုချိန်ရွေးရှာပဲချိန်ကြီးပဲပြီးတော့ကျွန်တော်ဒီလူငယ်တွေမှာဆိုလို့ရှိရင်တော့တစ်နှစ်တစ်ခါလောက်ကျွန်တော် trading လုပ်ဖို့ပြောချင်တယ်။ဘာကြောင့်လဲဆိုတော့ trading လုပ်ကျွန်တော် style လည်းကောင်းမယ်ပြီးတော့လာကြည့်ပါချက်ကပုံမှန်လုပ်နေလို့ရှိရင်ဒါကကျွန်တော်ရဲ့ငွေကြေးစီမံမှုဘိုင်းကိုလည်းကိုပြီးအားကောင်းစေရယ်ဒီဗီဒီယိုကလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျွန်တော်ရဲ့ဒီ mindless pocket ကနေပြီးတော့အခုလိုမျိုးငွေကြေးနဲ့ဆိုင်တဲ့အကြောင်းတွေလူငယ်ရဲ့ mindset နဲ့သက်ဆိုင်တဲ့အကြောင်းတွေကိုပုံမှန်တင်သွားမှာပါတကယ်လို့စိတ်ဝင်စားရဆိုလို့ရှိရင်တော့ like and subscribe လုပ်ပေးထားကြပါကျွန်တော်ရဲ့ Telegram channel မှာလည်းအဲ့လိုလူငယ်တွေနဲ့ပတ်သက်ပြီးတော့ဒီက activity လုပ်ပေးရ community တစ်ခုရှိရ like ရောက်ပြီးတော့ join ဖို့တော့ဖိတ်ခေါ်ချင်ပါတယ် comment box နဲ့ description မှာကျွန်တော် link ချပေးထားပါတယ်ကိုကြည့်နေတူကလည်း chat ပြန်ဆက်ပေးပါ like and subscribe လုပ်ဖို့တော့မမေ့ပါနဲ့အားလုံးဘိုင်ပါ